ဘာလို့ပဲရောက်နေရလဲဒုက္ခပါပဲကွာဟောဘယ်ရောက်နေလဲ clack တဲ့ဝင်ပြီးကောင်းမလေးတွေငေးခါလေးတွေ့ပြီး ငါပွဲလေးကိုလေပြပိတ်ဆန်ဆန်ကျင်းပကြည့်လို့ငါဒီနေရာကိုရွေးတာငါရဲ့ဦးလေးကဝင်းနေပွဲပါတီအကြီးလုပ်ဖို့ရှိတယ်ဟာအဲဆုံးရပြီဟဲ့ဒီဦးလေးခေါ်လာတဲ့လူတွေအကုန်လုံးကဂေးတွေပဲဟာလားယောက်ျားစစ်စစ်ဆိုလေတယောက်မှအဝင်မခံတာသိလားသူကဘယ်ကထွက်နေမှမသိလို့ဖြတ်သားမှာငါ့ကိုဗရန်တူတွေဝတ်တယ်ဆိုဟိုကောင်မတွေကြိုက်ရတယ်ဒီမှာအရင်သားဖြတ်တာမီးနေဘေးကတနာတော့နေကြလားလို့ ဘာပင်ခေရလဲ ဟာတတီတီတီလေ ယူရအောင်စောင်းနေနေဒါဘာလို့ပါလဲပြော ပရိုက်တာလေ ပရိုက်တာလောက်တဲ့ဟာလို့နင်မျိုးလုံးဖျဲပြီးတော့ကြည့်လုံးမမသိအပြားမမသိ အချင်းမဟုတ်ပြ ဘာမှမသိ we party rock လာကြပါဦးရှင်လူပါမောင်လေးလူပါမောင်လေး ဘယ်လူညာမဟုတ်လား ဟုတ်တယ်လေ လူကဲရမှာဗော တော်တယ်လေ တော့တော့ဖြစ်တဲ့ကောင်မလာစမ်းဖြစ်ချင်အောင် ကျမတို့တတိယအချိန်ကဘိုက်စားတဲ့အချိန်နဲ့ပတ်စံလို့တဲ့အချိန်ပဲရှိတာ အဲ့တဲ့အချိန်ပူတော်သတိရ ဟာနာဘူးက အရင်ကဂျိုင်းချိုးနေအရာတော်ကြီးပေါ့အောင်မယ်ဟာခဲတော့ လာပါပြီကိုကြီးရဲ့ အိုးဒီနေရာအီချာကိုပလာတာအုပ်ပြီးငေါ့ညာရောက်တယ်ငါအီချာကိုမကြိုက်ဘူး ကိုကြီးပြီးညီမလေးလည်းပေါ်လို့ ကြိုက်ကြပါ ကြည့်ရလေအားလုံးရွက်တဲ့ရွက်တဲ့ဂေးတာဒါဂေးပါတီပဲဖြစ်မယ်မင်းမစားရမယ်မင်းအစားခံနေရမယ်နော်ရော ခေးခေးမခေးခေးစားပဲ ဘာလာကျွေးနေရတော့ငါဘယ်လေကျွေးနေတာ လာပါလေတော့ရက်ကွက်မစားအောင်စီတန်းစီနေကြလားလား ဘုံသားဘောကဈေးမပေါက်တဲ့ကြော်တကက်ရုပ်တွေဖြစ်နေ ဘယ်ဆိုင်ခင်တန်းနေဖယ်သားနေကဘလို့ခေါ်လိုက်တယ်နှစ်ပေတော်မပြည့်တဲ့ဂျပူမရဲ့ ကျမကိုဂျပူးမနဲ့ခေါ်နေနဲ့နော် ငါလည်းနင်းပြပါလာတော့ဘယ်သွားမလို့လဲ ဖေပြစ်စရာလားတော့ငါကိုကို နှုတ်မင်းလေးတွေကကိစ္စမရှိဘူးမဒီဒီဝေးတော့ပါတယ် စားလေအားလုံးရှင်ပြတိုင်း နှခမ်းမွေးနဲ့ပြတ်တတ်ပြီမလို့မြောင် ငါကြီးလာပြန်နေပြန်ခေးတာမှညီတို့တဲ့စားပြင်းရင်းနဲ့ဝါရင်တပန်ရင်ခေး ကာကြီးကေဝေစနလုံးမောက်ကေ ငါတို့ပါတီပွဲကိုဂေးအောင်တောင်းပြီးနှောက်ဆက်မဲ့လူ3ယောက်မီးလို့ကတော့ရှောက်မှာတော့ ကိုကောင်မရှော့တာကိုခံမလားငါ့ကိုရှော့ ရှောက်တယ်